Namo Buddhaya Tây 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 Đà. ဒီနေ့ကတော့ insert ပါနော်မနေ့ကတော့ဗီဒီယိုဖိုင်ပို့ပေးတာနော် insert တက် insert တက်တွေကတော့အတုံးများတဲ့ဟာကတော့ဒီဓာတ်ပုံထည့်တာ ਨੇ ပြီးတော့ဒီ table ဆွဲရအောင်နော်ဇယားကွက်ဆွဲတာပေါ့နော်ဇယားကွက်ဆွဲတယ်တာမန်တော့ဒီအဲ့လောက်ပဲသုံးဒီဘက်ကတော့စာမျက်နှာနံပါတ်ထည့်ပေးရပါတော့အဲဒါမျိုးကာဗာလေးပါထည့်ခြင်းတယ်ဆိုဒီမှာယူလို့ရတယ်ကြိုက်တဲ့တစ်ခုကိုနှိပ်လို့တက်လာဒါဆိုသူကာဗာဖြစ်သွားပြီနော်သူရေသူပေးတဲ့ဒီဇိုင်းပေါ့နော်သူပေးတဲ့ဒီဇိုင်းမှာကိုကဒီမှာခုနှစ်တွေပါရွေးလို့ရတယ်ခုနှစ်တွေသူရွေးပေးတိုင်းမေလဘယ်နှစ်ရက်ဒီနေ့15ရက်2025ခေါင်းစည်းတွေရေးတော့ဒီနေရာမှာကြတယ်ကိုနာမည်ခေါင်းစည်းရေးပေးတယ်မြန်မာစာလေးရေးလို့ရတယ်အင်္ဂလိပ်စာမဟုတ်အများကြီးပဲသူကထည့်ရေးခြင်းတယ်ထည့်ရေးခြင်းလို့ရဒီအကွက်တွေမှာပေါ့နော်ဒီအကွက်တွေထည့်ရေးခြင်းနေဆိုရင်သူကဒီ home တက်မှာဟို home တက်မှာ insert ထဲကဒီဘက်ကအမှန်တက်ပေါက်ဆိုတဲ့ဟာတွေတွေ့တယ်ဒါလေးကိုနှိပ်လိုက်တာနဲ့သူကဒီကောင်မဟုတ်ဒီကောင်နဲ့မဟုတ်ဒီဟိုရှိတ်ထဲမှာဒီတက်ပေါက်လေးဒီရှိတ်လေးယူပြီးတော့ဆွဲလိုက်အောင်အဲဆိုတော့စာကိုရေးလို့ရအောင်လိုချင်တဲ့နေရာတိုင်းထားလို့ရအောင်နော်ဒါလေးချုံးရင်ဒီမဲ့နှစ်ဖက်မြားလေးပေါ့ဒီအဆက်လေးကနေကင်ချုံးရတယ်နော်ဒီကောင်စက်တိုက်နှိပ်လိုက်လို့ရင်သူ့ရဲ့ format ပေါ့နော်ဒီရဲ့ format ကိုသူကဒါလေးပေါ်လာတာသူ့စက်တိုင်လေးတွေပါလေကိုရွေးစရာလေးပေါ်လာဘယ်လိုပုံကာလာနောက်ခံကာလာဘယ်လိုထားမလဲပေါ့နော်ဒါလေးပေါ့ဒါကောင် shape ဖေး shape ဖေးကတော့ outline တွေပေါ့အောက်ခံကာလာပြန်ဖက်ထည့်တယ်ပြန်သူရဲ့ line လုံးပုံနဲ့ဘေး line လုံးပုံနဲ့ထည့်ပြီးအကြီးသေးပေါ့ဒါကြံ 3D တို့ grow တို့ပေါ့နော်သူရဲ့ဖောင်းကြွပုံနဲ့ဇောင်းထားခြင်းလို့ဒီဇောင်းပေါ့ကိုဒီဇိုင်းတွေပါလုပ်တဲ့ခါကျရင်လေဒီလာရွေးရတာပေါ့ရှိတ်အဖတ်တွေဒါရဲ့စလုံးဒီဇိုင်းတွေဘက်ကလည်းတူတူပါပဲသူကပေါ်ပေးရနော်ဆက်ရပေါ်ပေးရပါတော့ဒီ home တက်ထဲမှာတွေ့ခဲ့တဲ့ဒီကောင်လေးရှိတ်စလုံးအဖတ်တွေ
insert ထဲကနေသွားတာနော်တခုယူလိုက်တယ်ဆိုရင်သူကပေါ်လာမှာဒါကတော့သူကတော့ထုတ်တဲ့ကုမ္ပဏီနာမည်ပေါ့ကိုထုတ်တဲ့နေရာဘယ်နေရာတော့ပေါ့နော်ကိုကုမ္ပဏီနဲ့ကိုနာမည်ကိုထုတ်လို့ရရွေးလို့ရဒီနေရာမြေးကျန်တဲ့နေရာရေးခြင်းတယ်ဆိုလည်းရတယ်နိရွှေ့လို့ရတယ်ကိုအဆင်ပြေဆိုလိုက်ရွှေ့ပေါ့ထားခြင်းတယ်ဒါကာဘာယူရဒီရှိကနေပဲယူရအောင်နော်အဆင်ပြေတဲ့ကာဘာပေါ့ယူလိုက်ပေါ့မယူခြင်းဘူးဆိုရင်ဒီမှာဒီကောင်ဖြတ်လိုက်ရတယ်နော် remove ခေါ်တဲ့ paper ပေါ့နော်ယူခြင်းလို့ဖြတ်လိုက်ပြတ်သူက line ရှိလို့ရင်သူက line ထဲမှာလည်းရောက်သွားတယ်သူက line ထဲမှာ download ပြန်ဆွဲရရပါပေးတယ်မပေးဘူးတခါကျရင်တော့ပေးတယ်တခါကျရင်မပေးဘူးပေါ့ internet line ရှိလို့ဒါဆိုရင်ဓာတ်ပုံကာပါတယ်နော်ဓာတ်ပုံနေရာဟောဒီမှာဒီဓာတ်ပုံနေရာကိုတခြားဓာတ်ပုံထိုးခြင်းတယ်ဆိုလည်းတခြားဓာတ်ပုံအစားထိုးလိုက်လက်တော့ဒီလိုပုံစံနဲ့သူကရှိတ်ထဲကနေထည့်ပြီးတော့ဆွဲရမှာပေါ့နော်ဓာတ်ပုံဒီပေါင်ထဲကိုထည့်လိုက်ရတာဒီတိုင်းညာတော့ရွှေ့လို့အဆင်မပြေဘူးဒီထဲကိုထည့်ပြီးမှဒီကိုထည့်ပြီးဆွဲလိုက်မှဒီမှာသူကဒီပေါင်တိုင်းပေါ့နော်နောက်ခံပေါင်တိုင်းရွှေ့လို့ရတာလိုချင်တဲ့နေရာလို့လိုင်းကြောက်อ่ะ ခိုင်းကြပါလားဖေကြားလားဖေကြားရတယ်ကြားတယ်ဟုတ်ပါဖေဒါကာပါပေါ့နော်ဓာတ်ပုံကခုနလိုယူထည့်ရတာပေါ့ခုနဓာတ်ပုံနဲ့ခုနလိုထည့်လိုက်ကဓာတ်ပုံကရွှေ့မရအောင်ရွှေ့မရအောင်ဆိုတော့ရွှေ့ရအောင်ထည့်ရတဲ့အနေထားဆိုရင်သူကရှိတ်တစ်ခုဆွဲလိုက်တယ်တက်ပေါက်ကိုဆွဲပြီးမှတက်ပေါက်တွေကိုစာထည့်တယ်ရေးတယ်ဆိုရင်ပေါ့နော်အဲကောင်ကိုထားခြင်းတဲ့နေရာထားလို့ရတယ်ဥပမာဒီကောင်ရွှေ့လာတယ်ထားခြင်းတဲ့နေရာထားလို့ရတယ်ဘယ်နေရာထားမလဲပေါ့ကိုထားခြင်းတဲ့နေရာသူရွေ့မသွားဘူးဘောင်လေးတွေကနေကန့်ထားတော့လေဘောင်လေးကနေကန့်ထားတော့ထားခြင်းနဲ့ထားလို့ရတယ်တာမန်ဆိုတော့ထားမရတာမန်ဆိုတော့အလေတို့ဘယ်ကတ်မယ်ညာကတ်မယ်အလဲမယ်ထားမယ်အဆင်လောက်ပဲရတယ်ပေါ့နော်อืมဒါကာပါတဲ့ insert ထဲကကာပါမလို့ရင်ဖြတ်ပလိုက်မယ် remove อืมဒီကလိုင်းကြ
ဦးဇင်းမကကြာပါလားမြင်ရသေးလားရှယ်တာပြုတ်ပါပြည့်သွားပြီဗျာဟုတ်လားဟေးဟိုဟာဖွင့်ထားပြီလား Microsoft ဟန်ကလို့ဆိုတမင်ဖွင့်တယ်လို့ဟာဦးမျိုးဆောင်ဖွင့်တယ်တမင်ဖွင့်တော့ဖွင့်လာအဲ့ဒီနဲ့မရဘူးဗျာရောအဲ့ဟိုကမပွင့်ဘူးလားဆိုတော့သူဖွင့်ရင်သူဖွင့်လာတော်တော်ကြာဖွင့်သူမရဘူး ဟုတ်လားဘယ်လိုဖြစ်လဲ upgrade မပြတော့အဲ့ဒါမသိဘူးသူဖွင့်လာမရဘူးဟွန်းသူပြန်ဖွင့်ပေးရလို့သူပြောတယ်ဟုတ်လားဟိတအဲ့ဒီပရာဟိတဆိုတဲ့စကားလုံးကကောင်းကောင်းနားလည်ဖို့လိုတယ်လူတွေကပရာဟိတမဟုတ်ဘဲနဲ့ပရာဟိတလို့ထင်နေတာရှိတကယ်စစ်မှန်တဲ့ပရာဟိတဟယ်လိုကြားရတယ်ဗျာအော်အေးဒီဘက် line ကြကြပါမြင်ရပြီနော်ရှယ်ထားတာမြင်ရဗျာအင်းဒါကဇရာကွက်နော်ဇရာကွက်ဆွဲဖို့ခုကွန်ပျူတာဖွင့်ရလို့ရင်ဒါဆွဲလို့ရပြီပေါ့နော်ခုနကဇရာကွက်ထည့်ရဲဆိုရင်ကော်လန်ဆလတ်မှတ်နော်ကော်လန်ရဲ့နဲ့ဈေးနှုန်းကြားမှာတစ်ခုလိုတယ်ကိုယ်တစ်ခုထည့်ခြင်းတယ်ဆိုရင်ဆလတ်မှတ်ပြီးတော့ right click ထောက် right click ထောက်လာဒီမှာ insert ကိုနှိပ် insert ထဲကနေပြီးတော့ညာဘက်ကိုထည့်မယ်အတွက်ညာဘက်ကဟာလေးကိုနှိပ်လိုက်ဒုတိယနဲ့အဲဆိုဒီကြားထဲမှာတစ်ခုဝင်လာပြီပေါ့နော်လိုချင်ဖြတ်ချင်တယ်ဆိုလည်း right click delete ပေါ့နော်ပြတ်သွားနော်မှန်ဗျာဒါတေပဲဆွဲတာပေါ့ဒါပေမဲ့အတေပဲထဲမှာဓာတ်ပုံလေးထည့်ချင်တယ်ဆိုရင်ထည့်လို့တော့ရဒါပေမဲ့ချုံးရမှာပေါ့နော်တေးလေးထည့်ချင်တယ်ဓာတ်ပုံမှာပဲအကြီးသွားနော်အကြီးဖြစ်သွားနော်အဲဒါဒီခါရဲဆွဲချုံပေးလိုက်တော့တေးလေးကိုင်တွေ့လားတွေ့ဗျာอืมတချို့နေရာတွေဟိုပါလေဆိုရင်ဓာတ်ပုံမှာထည့်ထားတယ်တချို့စင်းရင်းစရာတွေမှတ်တဲ့ခါရင်နိဓာတ်ပုံတော့ထည့်ထားတယ်သူရဲ့ဓာတ်ပုံတွေကဒီဘက်ကသူရဲ့နာမည်တွေကဒါသူရဲ့အချက်လက်တွေပေါ့နော်ချက်လက်တွေမှတ်ထားခြင်းနဲ့ဆိုသူဓာတ်ပုံမှာတခါထည့်ထားတာအဲကြအဲ့လိုထည့်ရတယ်နော်ဒီမှာဒီနာကိုဆက်လက်ထောက်ပြရနဲ့ insert နော် insert တဲ့ကနေဘယ်လိုသွားမှာလဲ picture file နော်ဒီမှာဓာတ်ပုံအဲဟိုနှိပ်ပြရနဲ့ကိုယ့်ရဲ့ site ထဲမှာဘယ်နာမှာတင်ထားလဲဓာတ်ပုံပါနော်ဓာတ်ပုံဘယ်နာမှာတင်ထားလဲပေါ့ desktop မှာတော့ download မှာလာပါနော်အဲဆိုရင်ကိုထည့်ခြင်းတဲ့ပုံဒီပုံဆိုရင် select ပေးပြရနဲ့ insert ကိုနှိပ်အဲဆိုကြအကြီးဆိုပေါ်လာမှာနော်ပြီးပေါ်လာလို့ရင်ဒီ down နေပြီးတော့ပုံကိုကင်ပြီးတော့မလုပ်မှာလဲခြုံပြလိုက်ဟုတ်စင်းဇရာပြုစုကတော့နည်းနည်းတော့ကြာတာပေါ့နော်ဘာလို့တော့ဒီလိုဓာတ်ပုံတွေထည့်တာဘာလို့ဆိုအချိန်ကြာပေးရတယ်လေ
ဒါဆိုရင်သူ့ဓာတ်ပုံနဲ့သူ့နာမည်နဲ့မနော်ဒါဇရာကွက်ထဲမှာဓာတ်ပုံထည့်တယ်နော်ပုံစံပေါ့ insert table နော် table ဆွဲပုံဆွဲနည်းဓာတ်ပုံကိုတည်တံ့ခေါ်မယ်ဆိုတယ် insert ထဲက picture ဖာကိုနှိပ်ပေါ့နော်အကြီးဖြစ်သွားတဲ့အတွက်ဒီပုံကိုဖြတ်ချင်တယ်နော်ဒီပေါ်ပိုင်းကိုဖြတ်မယ်နော်ဖြတ်မယ်ဆိုရင်အဲ့ဒီကပေါ်သွားပြီဒီမှာနော်သူ့ပုံထည့်လိုက်တာနဲ့သူ့ရဲ့လှုပ်ဆောင်ချက်လေးပေါ်မလာဘူးအရင်တော့အစောဘက်ထဲမှာထားတာတော့ insert မှာထားတာနော်ဟုတ်လား ဟုတ်တယ်ဗျာ insert ကနေထားရဓာတ်ပုံထည့်လိုက်တော့ format ဆိုတာမကြလာဘူးလား picture 2တဲ့ဒီဘက်မှာနော် picture 2သူ့ရဲ့လှုပ်ဆောင်ချက်ဘောက်တစ်ခုထွက်လာတော့နော် format ဘောက်ထွက်လာအဲ့မှာဒီမှာ remove background နဲ့ဖြတ်လို့ရတယ်နော် color တစ်ခုတည်းဆိုတော့ဖြတ်ထုတ်လို့ရတယ် remove background တွေ့ရတယ်မလား တွေ့ရဗျာ အဲ့တော့ဒါကိုဒီမှာ key change ဆိုတာနှိပ်လိုက်ရင်သူရဲ့ design ပုံစံလေးကိုလိုချင်တဲ့ point တစ်ခုကိုယူပြီးတော့ဖြတ်လို့ရတယ်နော်ဖြတ်လို့ရတယ်background ဖြတ်တာဒါဆိုရင် crop တဲ့ဒီကောင်ကြရင်လည်းဓာတ်ပုံကိုဖြတ်တာဓာတ်ပုံဖြတ်တယ်ဆိုတော့ဒီမှာဒီလိုလေးပေါ်အဲ့ဒါဆိုရင်ဒီအလေကနေပြီးတော့ဒီကိုတိုးပေးလိုက်ပြီးရင်ဒီကနေပြီးတော့ဒီလိုလေးတိုးပေးလိုက်သူ့ရဲ့အမဲဒါဆိုအောက်ကမျက်နှာခေါင်းကျန်နေခဲ့တယ်အဲ့လိုဖြတ်လိုက်နော်ဒါဓာတ်ပုံဖြတ်ပြီးတော့ဖြစ်သွားနော်ဓာတ်ပုံဖြတ်တယ်ဒီဘက်ကရဲ့သူ့ရဲ့ correction သူ့ရဲ့အယောင်အမေးမိန်ပေါ့နော်အလင်းတို့ဘာတို့ဘယ်လိုပုံစံလိုချင်လဲပေါ့သူ့ရဲ့ကာလာစတိုင်လေးတွေပေါ့ကာတွန်းပုံလေးတွေ CAPG ပုံစံလေးတွေပေါ့နော်သူပြန်ထားပြီးတော့ဒီဘက်ကလည်းကာလာပဲနော်တွေ့ရလား တွေ့ရဗျာ ဘက်က correction ကလည်းသူ့ရဲ့ပုံစံလေးပေါ့ဒီဘက်မှာကာလာပုံကာလာဆိုဖြူမဲလားဘာလားပေါ့နော်ပကြီးပုံစံလားကြရင်တချို့စာရွက်တွေကြရင်ကာလာမလုပ်ချင်တော့ဖြူမဲပဲတစ်ခါထည့်လိုက်တာလေကာလာဈေးကြီးရပါတော့ကာလာကုန်မှာဆိုလို့လေတွေ့ရမှာပိုတို artistic effect ပေါ့နော်ပကြီးပုံစံလေးပြန်ဖြစ်သွားတော့ကိုယ့်ရဲ့ design တွေပါလုပ်မယ်ဆိုဒီမှာလားချိန်ရတော့အများကြီးပေါ့နော်ဒီဘက်ပြန်ခေါ်ထည့်ရတယ်နော်အဲ့ဒါဒီဘက်မှာလည်း picture style နဲ့သူ့ရဲ့ဘောင်လေးတွေထားပေးတာဟုတ်လားဘောင်လေးတွေထားပေးတယ်ဒီမှာဘောင်နဲ့ shape နဲ့ဒါဆိုဖောင်းကြော shape ပေါ့နော်ပေါ်နေတဲ့ဖောင်းကြောတက်လာဒီမှာလည်းအများကြီးရှိရနော်စင်ပြေတဲ့ပုံထားလို့ရတယ်ဓာတ်ပုံတစ်ခုခေါ်လိုက်ပြီဆိုရင်